တိုင်းကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်။ယနေ့2012ခုနှစ်ဇန်နဝါရီလ29ရက်နေ့ TKBC သင်းတော်ရဲ့ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကိုစတင်ဖို့ရအတွက်အရောက်စီတိုင်းစိတ်နှလုံးကိုပြင်ဆင်ကြပါစို့။ရှေးဥစွာနှုတ်ကပတ်တော်တစ်ပိုက်ကိုခံယူကြပါစို့။လာကြထာဝရဘုရားအားရှင်လန်းစွာတခြင်းဆိုကြကုန်အားငါတို့သည်ကယ်တင်ခြင်းသို့ရောက်ရာကြောက်ကိုဂျူအေကြကုန်အားကျေးဇူးတော်ကိုချီးမွမ်းလျက်ရှေ့တော်သို့ဝင်၍ဆာလံတခြင်းဆိုလျက်ဂျူအေတော်အတန်ကိုပြုကြကုန်အားထာဝရဘုရားသည်ကြီးမြတ်သောဘုရားတကားတို့ထက်ကြီးမြတ်သောဘုရင်ဖြစ်တော်မူ၏မြေကြီးနှင့်နေရာအရတ်တို့သည်လက်တော်၌ရှိကြ၏တောင်ထိပ်တို့ကိုလည်းပိုင်တော်မူ၏ပင်လယ်ကိုလည်းဖန်ဆင်း၍ပိုင်တော်မူ၏ကုန်းကိုလည်းလက်တော်နှင့်ပြုပြင်တော်မူ၏ကိုယ်ပဲချပါစို့ဒါခင်ဟာနောင်ရင်ဖြစ်တော်ပြီကိုယ်ပဲတော့ဒီလိုမြင်အားဖြစ်တဲ့ကောင်သစ္စာအားဖြစ်တဲ့ကောင်ကိုယ်ပဲရမယ်လို့နှုတ်ဘတ်တော်မှာဖော်ပြထားရတိုင်းမြင်တဲ့ဘောဖြစ်သစ္စာရှိစွာစိတ်လုံးချွေးမဲ့ဖြစ်ဖျားတယ်ကိုဘုရားကိုယ်ပဲနိုင်ဖို့ရကျွန်တော်အလားစီစိတ်လုံးကျွန်တော်ဖျားတယ်ဆိုဝိညာဉ်တကူလို့အပ်ပါတယ်ဒါကြောင့်ကျွန်တော်စိတ်လုံးထဲမှာကျွန်တော်ကိုယ်ပဲတဲ့ဒီနေရာမှာဘုရားခင်ချမှာဝိညာဉ်တကူဝိညာဉ်ဘုန်းတော်ဘုရားကျွဲကျွန်တော်အတန်ကိုလွှဲတဲ့တောင်းလျှောက်ပြီးဆိုချီးမွမ်းကိုယ်ပဲကြပါစို့ရက်ကိုဝိညာဉ်ဘာသာစေပါရက်ကိုဝိညာဉ်ဆိုရှယ်စေပါဘ
ကျွန်တော်တို့ရဲ့ကျမတို့ရဲ့တင်းထောက်ဥဒရှိပုတ်ကြီးဒီရွေးချယ်ထားတဲ့နှုတ်ကပတ်တော်အခြေပြုတဲ့ကျမ်းချက်ကိုအတူတကွဖတ်ဖို့ရဖြစ်ပါတယ်အားလုံးဒီ program စာရေးထဲမှာရေးသားထားပါတယ်အတူတကွဖတ်ကြပါစို့အေဖက်ဩဝါဒစာခန်းကြီး3အငယ်30-31ဘယ်ကြောင့်ဤခုမူကားငါတို့သခင်ယေရှုခရစ်ကိုကြောင်းပြု၍သာဝရကြံတော်ရှိသည်နှင့်အညီကောင်းကင်ရတို့၌အချွတ်မြတ်အာနာဆက်တို့သည်ဘုရားခင်ဤကျူးဆန်းသောပညာတော်ကိုအသင်းတော်အားဖြင့်ယခုသိရကြမည်အကြောင်းဒီအေဖက်ဩဝါဒစာအခန်းကြီး1အငယ်27-20အခတ်သိမ်းသောအချွတ်မြတ်အာနာဆက်တို့ဆုံးမခြင်းမှစ၍ယခုဘဝနောင်ဘဝ၌ခေါ်ဝေါ်သမုတ်တော်ဝေနာမအလုံးစုံတို့အထက်ကောင်းကင်ရ၌မိမိလက်ရတော်ဘက်မှအလုံးမြတ်သောနေရာကိုခရစ်တော်အားပေးတော်မူ၍ခြေပွားတော်အောက်သို့အလုံးစုံတို့ကိုချထားသဖြင့်အသင်းတော်ကိုတို့မှာသူ့ကိုအလုံးစုံတို့၏အချုပ်ချာဥကောင်းဖြစ်စေတော်မူ၏ယခုဆက်လက်ပြီးတင်းထောက်ဥဒရှိပုတ်ဒီကနေပြီးမှခရစ်တော်၌ကျမ်းမာသောအသင်းတော်ဆိုတဲ့ခေါင်းစဉ်နဲ့နှုတ်ကပတ်တော်ဝင်ကသုံးတော်ခံမဲ့ချိန်ဖြစ်ပါတယ်ရှေ့စွာကျွန်တော်တို့တလုံးတော်တီနဲ့ဆုတောင်းကြစို့ကောင်းကင်ဘုံနဲ့ရှိတော်မူသောကျွန်တော်တို့ဖဖျားသခင်ကိုရိုနာမတော်ကိုချီးမွမ်းပါ၏ကိုရိုတာရင်ကျွန်တော်တို့အားကိုးရာကျွန်တော်တို့ရဲ့ကိုယ်ကိုယ်ရာဖြစ်ပါ၏အိုဖဒီချိန်ခါ၌ကျွန်တော်တို့နှုတ်ကပတ်တော်ကိုကောင်းမွန်စွာနဲ့အစီအစဉ်ဝင်ကနေပေါ်တဲ့ကျွန်တော်နှုတ်ကိုလည်းတရှင်တော်တော်လမ်းပြအုပ်ဆိုတော်မှာစိတ်နှလုံးနှုတ်ကပကြားနာနှုတ်ကပတ်တော်ကိုကောင်းမွန်စွာနဲ့လက်ခံရရှိနေဖို့အတွက်ကျွန်တော်တင်တွေ့တာတယောက်ချင်းစီစိတ်နှလုံးကိုတည်တံပြုပြင်ပြောင်းလဲပေးတနာတော်မှာဒီချိန်ခါကိုတပါးတော်တော်ခင်ယေရှုနာမတော်အဖြစ်ဆုတောင်းစကားအနံပါတော်ထားပါဗျာအာမင်ကျွန်တော်ပြီးခဲ့တဲ့တစ်ခေါက်ကဒီအတင်းတော်ကိုတိဆောက်တော့လူသားကောင်းများလို့ကျွန်တော်အဲ့ဒီဟာကိုကျွန်တော်ပြောခဲ့ပါတယ်ဒီတစ်ခေါက်တော့ခရစ်တော်၌ကျွန်တော်တို့ဒီကျမ်းမာတော်အတင်းတော်ပေါ့နော်အဲ့ဒါကိုပြောပါမယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး1ကိုကျွန်တော်အနေနဲ့ပြောချင်ပါတယ်ခရစ်တော်နဲ့နှုတ်ကပတ်တော်ဆိုတော့ဒီအတင်းတော်တစ်ခုကျမ်းမာဖို့အတွက်ဒီခရစ်တော်ရဲ့အကြောင်းကိုကျွန်တော်ပြောချင်ပါတယ်ဒီခရစ်တော်နဲ့နှုတ်ကပတ်တော်ဆိုတဲ့ဟာကကျွန်တော်ဒီလူခရစ်ယာန်တိုင်းတည်ထားဖို့လိုအပ်ပါတယ်အတင်းတော်ရဲ့အရေးကြီးပုံပေါ့နော်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး1အငယ်1ကနေ4ထိအစာဦး၌နှုတ်ကပတ်တော်ရှိနှုတ်ကပတ်တော်သည်ဘုရားသခင်နှင့်အတူရှိနှုတ်ကပတ်တော်သည်လည်းဘုရားသခင်ဖြစ်တော်မူ၏ထိုနှုတ်ကပတ်တော်သည်အစအဦး၌ဘုရားသခင်နှင့်အတူရှိထိုနှုတ်ကပတ်တော်သည်ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏ဖန်ဆင်းတော်မူခြင်းနှင့်ကင်းလွတ်လျက်ဖြစ်သောအရာတစ်စုံတစ်ခုမျှမရှိထိုနှုတ်ကပတ်တော်၌အသက်ရှိ၏ထိုအသက်သည်လေလူတို့၏အလင်းဖြစ်ကြ၏ရှေးဥစွာတို့ဖျားသခင်ရဲ့မပေးမှတို့နှုတ်ကပတ်တော်ရှိပါတယ်တဲ့နှုတ်ကပတ်တော်ကဖျားသခင်နဲ့အတူရှိတယ်ပြီးရင်နှုတ်ကပတ်တော်ကဖျားသခင်ဖြစ်တယ်အဲ့ဒါအမြဲတမ်းအရေးကြီးပါတယ်နှုတ်ကပတ်တော်၌အလင်းရှိတယ်ဒီနှုတ်ကပတ်တော်၌အသက်ရှိတဲ့ထိုအသက်ဒီလူတို့၏အလင်းဖြစ်၏တဲ့ကျွန်တော်လူသားတွေဟာအသက်ရှင်နေဖို့အတွက်အလင်းဆိုတာအင်တာမရေးကြည့်ပါတယ်ဘယ်လိုအသက်ရှင်မယ်ဘယ်လိုလိုက်ရှောင်မယ်မြင်တွေ့မှာပဲကျွန်တော်တို့ကသိရှိမှာပဲကျွန်တော်တို့ကအသက်ရှင်ဖို့အတွက်ခရစ်ယာန်လိုက်ပေါ့နော်ကောင်းတဲ့အသက်တာကိုရရှိဖို့အတွက်ဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့ဒီနှုတ်ကပတ်တော်ဆိုတဲ့ဒီအလင်းအင်တာမလိုအပ်ပါတယ်ပြီးအခန်းကြီး1အငယ်14မှာနှုတ်ကပတ်တော်သည်လေလူစားတီကိုခံယူ၍ကျေးဇူးတော်နှင့်၎င်းတစ္ဆာတော်နှင့်၎င်းပြည့်စုံလက်
ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍နှုတ်ကပတ်တော်ခမဲတော်၌တပါးတီတော်သားတော်ဤဘုံကဲ့သို့သူဤဘုံတော်ကိုငါတို့သည်မြင်ရကြပြီတဲ့နှုတ်ကပတ်တော်ဒီလေလူစားတီကိုခံယူတယ်တဲ့ဘယ်လိုခံယူလဲဆိုတော့ခမဲတော်၌တပါးတီတော်သားတော်ဤဘုံကဲ့သို့လူစားတီကိုခံယူတယ်ဖြစ်ပါတယ်နှုတ်ကပတ်တော်ကလူစားတီကိုခံယူတယ်ခရစ်တော်ပြောတာဖြစ်ပါတယ်ယောဟန်ခန်းကြီး14အငယ်6ကိုဖတ်ပါမယ်ယေရှုကငါသည်လမ်းခီးဖြစ်၏တမန်တရားလည်းဖြစ်၏အသက်လည်းဖြစ်၏ဖျားခင်ရဲ့နှုတ်ကပတ်တော်ထဲမှာဒီယေရှုကအရာရာတိုင်းမတူပါရှိပါတယ်ယေရှုအဖျင်ဒီလောကကြီးကိုဖန်ဆင်းထားတာဖြစ်ပါတယ်ယေရှုအဖျင်ဒီလောကရဲ့အရာတိုင်းကိုဖျားခင်ကောင်းကြီးပေးတယ်ဖျားခင်ရဲ့အကြံစီတော်ကိုယေရှုအဖျင်ဖော်ပြလေးရှိနေပါတယ်ပထမတပိုက်ကတော့ပထမတစ်ချက်ကကျွန်တော်နှုတ်ပတ်တော်ကိုဝင်ကအချက်3ချက်နဲ့ဝင်ကဖို့အတွက်ပြောချင်ပါတယ်ပထမအခုပြီးသွားတဲ့ဟာတော့ပထမတစ်ချက်ပေါ့နော်ဒုတိယတစ်ချက်ဖြစ်တဲ့ဖျားသခင်၌ရှေးကာလပတ်လုံးဝတ်ထားသောခရစ်တော်၏နဲ့နေသောအရာဆက်လက်ပြောချင်ပါတယ်မဿဲဩဝါဒခန်းကြီးရှမဿဲခရစ်ဝင်ကျမ်းခန်းကြီး28အငယ်18ယေရှုကပြောပါတယ်ယေရှုသည်အနီးပါးသို့ချဉ်ကပ်တော်မူပြီးလင်ကောင်းကင်ဘုံ၌၎င်းမြေကြီးပေါ်၌၎င်းစီရင်ပိုင်သောအခွင့်တကိုယ်ရှိသည်များတို့ကိုခံရပြီတဲ့ယေရှုသူကနေပြောတာဖြစ်ပါတယ်ကောင်းကင်ဘုံ၌၎င်းမြေကြီးပေါ်၌၎င်းရှိသည်များသောဒီစီရင်ပိုင်တာသောအခွင့်တကိုယ်ရှိသည်များကိုသူခံရပြီလို့ယေရှုသူကနေပြောတာဖြစ်ပါတယ်တင်တို့ဒီတွား၍လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေလေခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်၏နာမ၌ဗိတ်တိတ်ဆံကိုပေးကြလော့လူမျိုးတကာတို့ကိုငါဤတပည့်ကျွန်တော်အားလုံးကတပည့်ဖြစ်ပါတယ်ဖျားသခင်ရဲ့တပည့်ဖြစ်ပါတယ်ရှေးကာလပလုံးမှာဖျားသခင်ဝတ်ထားတဲ့အရာကိုကျွန်တော်ပြောချင်ပါတယ်အဓိကတော့ဒီရှေးဖျားသခင်ရဲ့ဒီရှေးကာလမှာသူဝတ်ထားတဲ့ဟာကိုယခုကာလမှာဖော်ပြနေပါပြီအဲ့ဒါအမြဲတမ်းကျွန်တော်တို့ရဲ့ကျေးဇူးတော်ဖြစ်ပါတယ်အေဖေဩဝါဒစာခန်းကြီး1အငယ်21ကိုဖတ်ပြစေခတ်သိန်းတော်အထုမြတ်အာနာစေတကိုအစိုးရချင်းမှစာ၍ယခုဘဝနောင်ဘဝ၌ခေါ်ဝတ်မှုသောဘွဲ့နာမအလုံးစုံတို့အထက်ကောင်းကင်အရာ၌မိမိလက်ရဘက်မှအလွန်မြင့်မြတ်သောနေရာကိုခရစ်တော်အားပေးတော်မူ၍ခြေဖွားတော်အောက်သို့အလုံးစုံတို့ကိုချထားသဖြင့်အတင်းတော်အပိုးလုံးငါအစွမ်းဖတ်သွားပါတယ်ကျမ်းပိုက်ဖြစ်ပါတယ်ဒီအတင်းတော်အပိုးလုံးငါဆိုတဲ့ဟာကအင်တမကျွန်တော်ပြောချင်ပါတယ်အရေးကြီးတယ်လို့ပြောချင်ပါတယ်ဒီအတင်းတော်အတွက်အတင်းတော်အပိုးလုံးငါအတင်းတော်အတွက်ဘာလုပ်လိုက်လဲဆိုတော့ဖျားခင်ရဲ့အလိုမြင့်မြတ်သောနေရာမှာခရစ်တော်ကိုထားတယ်ခြေဖွားတော်အောက်သို့အလုံးစုံတို့ကိုချထားတဲ့ဖြင့်အတင်းတော်အပိုးလုံးငါသူ့ကိုယေရှုကိုအလုံးစုံတို့ဤအချုပ်အခြာဥကောင်းဖြစ်စေတော်မူ၏တဲ့အတင်းတော်အပိုးလုံးငါအတင်းတော်အတွက်ဖျားခင်ကယေရှုကိုအဖြစ်အလုပ်လုပ်တယ်ဆိုတာဖော်ပြခြင်းဖြစ်ပါတယ်အတင်းတော်အတွက်ကျွန်တော်တို့ဒီအစစရရအတင်းတော်အဖြစ်ကျွန်တော်တို့ဖျားခင်ရဲ့အမှုမှန်တယ်များအကုန်လုံးအတင်းတော်ကနေစမှာဖြစ်ပါတယ်ဒါအတင်းတော်ကဘယ်လောက်ထိရေးကြီးလဲဆိုတဲ့ဟာကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်ထိုအတင်းတော်က
အလုံးစုံတို့ကိုအလုံးစုံတို့နှင့်ပြည့်စုံစေတော်မူသောသူ၏ပြည့်စုံခြင်းဒီဟုသောခရစ်တော်၏ကိုဖြစ်ပါတယ်ထိုအတင်းဒီအတင်းတော်ကခရစ်တော်ရဲ့ခန္ဓာကိုဖြစ်ပါတယ်ဒီအတင်းတော်ဘလောက်ထိအရေးကြီးလဲဆိုတဲ့ဟာကိုကျွန်တော်ပြောချင်ပါတယ်ဒီအတင်းတော်ဒီရဲ့ဒီဘာပြောမလဲခရစ်တော်ရဲ့နည်းနည်းတော့အရာကပါလေဆိုတော့အဆုံးဖတ်တော့ပါတယ်ဧဖေဩဒါစာခန်းကြီး3အငယ်5-6ထိုနည်းနည်းတော့အရာကိုတန်ရှင်သောတမန်တော်တို့နှင့်ပရောဖက်တို့အားယခုကာလ၌ဝိညာဉ်တော်အဖျင်ဖွင့်လှစ်ဖော်ပြသည့်ဤသူအခြားသောကာလတို့၌လူမျိုးတို့အားပြတော်မမူတဲ့ဒီမှာလည်းသူပြောပါတယ်အခြားသောကာလတို့၌လူမျိုးတို့အားပြတော်မမူတဲ့ဒါခရစ်တော်ရဲ့နည်းနည်းသောအရာအခုဒီကာလမှာတို့တမန်တော်တို့နှင့်ပရောဖက်တို့အားယခုကာလ၌ဝိညာဉ်တော်အဖျင်တို့ဖွင့်လှစ်ဖော်ပြပါတယ်တဲ့အခြားသောကာလ၌သူကဝတ်ထားတဲ့အရာဖြစ်ပါတယ်အဲ့ဒီခရစ်တော်ရဲ့နည်းနည်းသောအရာပါလေဆိုတော့အစောနဖတ်တာပါတယ်တပါးမျိုးသားတို့သည်ဧဝံဂေလိတရားအဖျင်ယူဒလူမျိုးတို့နှင့်အတူအမွေခံရ၍တလုံးသဝတကိုယ်ဒီဖြစ်လေခရစ်တော်နှင့်ဆိုင်သောဂတိတော်ကိုဆက်ဆံရကြတည်းအင်တမကောင်းမြတ်ပါတယ်ကျွန်တော်တပါးမျိုးသားဖြစ်ပါတယ်ကျွန်တော်တပါးမျိုးသားတွေကိုသူကကယ်တင်ဖို့အတွက်ဖျားသခင်ရဲ့ထာဝရအကြံစီတော်ဖြစ်ပါတယ်အင်တမဝန်တာဝန်မြောက်ဖို့ဖြစ်ပါတယ်ဒီထာဝရအကြံစီတော်ကိုကျွန်တော်ဒီအတင်းတော်ကနေစမှာဖြစ်ပါတယ်ဒီအတင်းတော်ကမရှိဘူးဆိုရင်ဘာပဲလို့ခေါ်စားဘာပြောမလဲတဲရေတွန်းတယ်လို့ပေါ့နော်ဘာမှမဖြစ်လာဘူးအတင်းတော်ဟာအမြဲတမ်းရေးကြည့်တယ်ဆိုတဲ့ဟာကိုပြောချင်ပါတယ်အခန်းငယ်ရှစ်ကနေစတဲ့ဖတ်ပါမယ်စေရွမကုန်နိုင်သောခရစ်တော်၏ကြွယ်ဝပြည့်စုံခြင်းဤဧဝံဂေလိတရားကိုတပါးမျိုးသားတို့အားဟောပြောခြင်းက၎င်းတပါးမျိုးသားကျွန်တော်တို့ဟောပြောဖို့ရလားဖျားသခင်ကတာဝန်ပေးနေပါတယ်အလုံးစုံတို့ကိုယေရှုခရစ်အားဖြင့်ဖန်ဆင်းတော်မူသောအလုံးစုံတို့ကိုယေရှုခရစ်အားဖြင့်ဖန်ဆင်းတော်မူသောဘုရားသခင်၌တဲ့ရှေးကာလပတ်လုံးဝတ်ထားလျက်ရှိသောနည်းနည်းသောအရာတဲ့ရှေးကာလနဲ့ဝတ်ထားတဲ့ယခုကာလမှာဖော်ပြတယ်ဒါဝမ်းတာစရာပဲဒါအင်တမကောင်းတဲ့ကျွန်တော်တို့ရဲ့ good news ပေါ့နော်အင်တမကောင်းမြတ်တဲ့တကင်းကောင်းဖြစ်ပါတယ်တဲ့ထိုနည်းနည်းသောအရာကိုတဲ့နည်းနည်းသောအရာနဲ့စပ်ဆိုင်သောသာသနာသည်အဘယ်သို့ဖြစ်သည်ကိုလူအပေါင်းတို့အားထင်ရှားစေခြင်းက၎င်းတန်ရှင်းသူအပေါင်းတို့တွင်အငယ်ဆုံးသောသူထက်တာ၍ငယ်သောငါအားထိုကျေးဇူးတော်ကိုပေးတော်မူပြီတဲ့အငယ်ဆုံးသောသူထက်တာ၍ငယ်သောဆိုတာပေါလုကသူကိုယ်သူနှိမ်ချပြီးမှပြောဆိုခြင်းဖြစ်ပါတယ်အဘယ်ကြောင့်ဒီမူကားငါတို့သခင်ယေရှုခရစ်ကိုအကြောင်းပြု၍ထာဝရအကြံတော်ရှိသည်နှင့်အညီကောင်းကင်ရတ်တို့၌အထုအမြတ်အာနာစက်တို့သည်ဖျားသခင်၏ထူးဆန်းသောပညာတော်ကိုအတင်းတော်အဖျင်တည်ရကြမည်အကြောင်းသည်ဖျားသခင်ရဲ့ထူးဆန်းသောပညာတော်ထာဝရအကြံတော်အဲ့ဒီဟာကအတင်းတော်အဖျင်တည်ရမှာတဲ့နှုတ်ကပတ်တော်ဒီခရစ်တော်ခန္ဓာကိုဖြစ်တယ်နှုတ်ကပတ်တော်ကိုကျွန်တော်တို့လေ့လာတဲ့အခါမှာအမျိုးမျိုးလေ့လာလို့ရပါတော့ဥပမာအိမ်မှာနေပြီးမှတယောက်တည်းလေ့လာလို့ရတယ်အင်တာနက်ကြည့်ပြီးမှတရားဟောခွေကြည့်ပြီးမှလေ့လာလို့လည်းရတယ်နှုတ်ကပတ်တော်ထဲမှာအသက်ရှိတယ်အလင်းရှိတယ်ခရစ်တော်ခန္ဓာကိုဖြစ်တယ်အဲ့လိုနေမယ်ကျွန်တော်လည်းတက်တည်ခံချင်တာပါနော်သူကျမ်းစာထဲမှာရှင်ယောဟန်ခရစ်ဝင်ခန်းကြီး15အငယ်9ကနေခွန်မှာရေးထားပါတယ်ငါသည်စပြည့်နွယ်ပင်ဖြစ်သည်တင်တို့သည်အကိုင်းခက်ဖြစ်သည်တဲ့အကိုင်းခက်ကအတီးတီးဖို့အတွက်အတိရှင်ဖို့အတွက်စပြည့်နွယ်ပင်နဲ့ဆက်နွယ်ဖို့လိုပါတယ်စပြည့်နွယ်သည်ယေရှုဖြစ်တယ်ယေရှုက
နှုတ်ကပတ်တော်ဖြစ်တယ်ဆိုပြီးမှကျွန်တော်ဟီရာစုကာကနေဟီရာစုကာမှာအပတ်တိုင်းကျွန်တော်ဆရာကြီးခေါ်မှကျန်းစာတင်ကျန်းစာလေးကျွန်တော်ဘာပြောမလဲအလုပ်လုပ်တိုင်းနားတိုင်းခဏနားတိုင်းကျန်းစာဖတ်တာပေါ့နော်အဲ့ကျန်းစာကိုလည်းညစ်ပတ်ကုန်အဲ့လိုနဲ့ဒါပေမဲ့ဖျားကြောင်းအတင်းတော်ကိုမတွားဘူးဆိုရင်သူအတက်ကမရှင်ဘူးအဲ့အကန်ခက်တယ်အဲ့အတင်းတော်ကိုမတွားဘူးဆိုရင်ဝိညာဉ်ရနဲ့ဝိညာဉ်မီးတွေငြိမ်းလာအတင်းတော်နဲ့ကင်းဝေးလို့ရှိရင်တဖြည်းဖြည်းအကန်ခက်တယ်6လာအဲ့လိုပြနှုတ်ကပတ်တော်ကိုဘလောက်ပဲလေးလာအတင်းတော်ကိုမတွားဘူးဆိုရင်မရဘူးအဲ့ဒါကျွန်တော်ရဲ့ဟိုအသက်တာပေါ့နော်အဲ့လိုမျိုးကျန်းစာတော့ဆရာတွေအများကြီးခေါ်ပြီးမှကျန်းစာတင်ပြီးမဲ့လည်းနောက်ဆုံးအတင်းတော်နဲ့ဟိုစိုက်ပျိုးခြင်းမရှိဘူးအတင်းတော်နဲ့ကင်းကွာနေလို့ရှိရင်အသက်တာ၌ဘာပြောမလဲဝိညာဉ်အရှိန်မီးတွေညိုပြီးမှအကန်ခဲတွေက6တွေ့တဲ့ဟာမျိုးတွေဖြစ်လာတတ်တယ်စာတန်ရဲ့နောက်ဆက်မှုပေါ့နော်အဲ့လိုမျိုးဒီအတင်းတော်မှာဒီပါဝင်ပြီးမှစီယုံပြီးမှတရားနဲ့တယောက်ချစ်ခင်ရိုင်းမင်းကူညီအတင်းတော်၌ပါဝင်စိုက်ပျိုးဖို့အတွက်အဲ့ဒါအမြဲတမ်းအရေးကြီးပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ရဲ့အကောင်းကြီးပေးတာအနာရောဂါငြိမ်းတာအကုန်လုံးကအတင်းတော်ကနေစတာပန်တေကုတ်တေဆိုတဲ့ဘုရားသခင်ရဲ့ပေါလုရဲ့ဘောဒီခရစ်တော်အပေါ်ကိုကြွသွားပြီးနောက်ပိုင်းဒီပန်တေကုတ်တေဆိုတဲ့နေရာမှာဒီအလုံးဝိုင်းဝန်းဆူတောင်းတဲ့ခါမှာတန်ရှင်တော်ဝင်တော်ရဲ့တကူတွေဆင်းသက်လာပါတယ်အဲ့ဒါအတင်းတော်ကမရှိဘူးဆိုရင်သူကတရားဧဝံဂေလိဘလောက်ပဲလို့ကျွန်တော်ဖို့လဲလို့ပဲတရားဟောတင်ထောက်ဆရာပါနော်ဧဝံဂေလိတောင်းလျှောက်လို့တဲ့၄-၅နှစ်လို့လဲနောက်ပြန်ကြည့်တဲ့ခါမှာယုံကြည်သူတွေကပြန်ပြီးမှပျောက်သွားတာယုံလားဆိုယုံတယ်ပြန်လက်ကြည့်တဲ့ခါမှာစုစည်းမှုမရှိဘူးအဲ့ဒါအတင်းတော်ဖွဲ့စည်းဖို့ဆိုတာအမြဲတမ်းအရေးကြီးတယ်ဆိုတဲ့ဟာကိုသိရှိလာတယ်မနော်အဲ့နောက်ဆုံးကျမ်းစာပိုက်ထမှာဒီပေါ်ပြတဲ့ခါမှာခရစ်ဖျားတဲ့ခင်ရဲ့အလိုတော်ပါလဲဆိုတော့ဤလူလောကမှာခရစ်တော်ရဲ့ခန္ဓာကိုဖြစ်တဲ့အတင်းတော်ကိုတည်ထောင်ဖို့ဖျားတဲ့ခင်ရဲ့ကြီးမားတဲ့အကြံစီတော်ပေါ့နော်ဖြစ်ပါတယ်ပြီးနံပါတ်3ကတော့ကျမ်းမာတဲ့အတင်းတော်နဲ့ဒီတိမောသေရဲ့အတ္တတာပေါ့နော်ကျမ်းစာထဲမှာပါတဲ့တိမောသေရဲ့အတ္တတာကိုပြောချင်ပါတယ်ဒီတိမောသေဆိုတဲ့ဟာတော့ဒီပါလိမ့်မယ်တေဆိုတဲ့ဟာကတော့ဖျားခင်ဖြစ်ပြီးမှတိမောဆိုတဲ့ဟာဖျားခင်ရဲ့အလိုတော်နဲ့ညီတက်ရှင်တဲ့သူလို့သူအတိတ်ပဲဖော်ပြထားပါတယ်တမန်တော်ဝတ္ထုအခန်းကြီး16အငယ်1မှာနံပါတ်1နေနေပေါ့နော်တမန်တော်ဝတ္ထုအခန်းကြီး16အငယ်1မှာသူကတပည့်တော်လို့သူကပြောပါတယ်တိမောသေကိုသူကတပည့်တော်လို့ပြောပါတယ်တပည့်တော်ဆိုတဲ့ဟာကတော့ကျွန်တော်ဒီဖျားเจ้าမှာလာတဲ့အတင်းသူတင်းသားအားလုံးဟာခရစ်တော်ရဲ့တပည့်ဖြစ်ပါတယ်ဒီရှမတေခရစ်ယာန်အခန်းကြီး28အငယ်8မှာသူဖော်ပြထားပါတယ်အစောနာပဲဖောက်တော့ပါတယ်တင်းတို့ဒီတွား၍လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေလေခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဤနာမ၌ဗိတိတ်ဆံကိုပေးကြလောတဲ့ယေရှုသူကလည်းပြောပါတယ်ငါတပည့်ဖြစ်စေလေတဲ့ကျွန်တော်လာတဲ့လူကဒီမှာဧည့်သည်မဟုတ်ဘူးဧည့်သည်ဆိုတဲ့ဟာကသူကပြန်ပြီးမှမပြောမလဲဧည့်သည်ဆိုတဲ့ဟာထိုင်ပြီးမှအချိန်တန်ရင်ထပြန်သွားပြီးသူပြန်ပြုစုရတဲ့ဂျပန်မှာဆိုရင်ဧည့်သည်ဆိုရင်ဖျားလို့တဘောထားတာပေါ့နော်အဲဒီမှာအခုကျွန်တော်တို့ကဒီမှာကဟိုဖျားခင်တပည့်ဆိုတာလေကျွန်းလည်းမဟုတ်ဘူးတပည့်ဆိုတာကျွန်တော်တို့ကအောက်ခြေနှိမ့်ချရတယ်အငယ်ဆုံးတော့သူဖြစ်ရတယ်ပြီးရင်ပညာသင်ရတယ်ယေရှုရဲ့နှုတ်ကပတ်တော်ကိုလေ့လာရတယ်ပြီးအမှုတော်ဆောင်ရတယ်ပြီးရင်ဖျားခင်အဲ့ဒီအတင်းတော်မှာစိုက်ပျိုးရပါတယ်ပြီးနံပါတ်2အနေနဲ့ပြောချင်ပါတယ်တမန်တော်ဝတ္ထုအခန်းကြီး16အငယ်2မှာကျတော့အတ္တရေရှိတော်သူတဲ့တိမောသေကိုပြောပါတယ်ဂုံအတ္တရေရှိတော်သူဂုံအတ္တရေရှိတော်သူဆိုတဲ့ဟာကအင်တမအတင်းတော်မှာအင်တမအရေးကြီးပါတယ်သူက
ပြီးရင်ဂုံတည်ရှိတော်သူဆိုတဲ့ဟာကကိုယ့်အကိုလုံးလုံးကိုယ့်အကိုပတ်စံရှာကိုယ့်အကိုအေးဆေးနေလို့ရှိရင်သူကဂုံအတည်ရှိတော်သူလို့ဘယ်သူမှမတတ်မှဘူးဘယ်သူမှလည်းမပြောလာဘူးဂုံအတည်ရှိတော်သူဆိုတဲ့ဟာကသူတစ်ပါးကိုချစ်တယ်သူတစ်ပါးအတွက်သူတစ်ပါးအတွက်အကျိုးအတွက်ဆောင်ရွက်တယ်လူတွေရဲ့အကျိုးကိုဆောင်ရွက်တယ်အဲ့ဒီဟာမှာသူကဂုံအတည်ဆိုတာဖြစ်ပါလားဂုံအတည်ရှိတယ်ဆိုတာအိမ်မှာကိုဂုံအတည်ရှိပါသလားအလုပ်ထဲမှာကိုဂုံအတည်ရှိပါသလားအဲ့ဒါကအင်တမအရေးကြီးပါတယ်များတော့အဖြစ်တော့ဖျားเจ้าမှာကြတော့ဂုံအတည်ရှိပြီးမှအပြင်မှာကဘယ်လိုလဲပေါ့နော်အဲ့လိုမျိုးလဲရှိတတ်ပါတယ်အဲ့ဒါဂုံအတည်ရှိတော့သူဆိုတဲ့ဟာအတင်းတော်အတွက်အင်တမအရေးကြီးတဲ့အရာဖြစ်ပါတယ်အဲ့ဒါမှစင်မန်တော်ခရံဖြစ်မှာဖြစ်ပါတယ်ဒီဟာတွေကကျမ်းမာတော့အတင်းတော်အတွက်အင်တမအရေးကြီးပါတယ်နံပါတ်3တမန်တော်ဝိတ္ထုအခန်းကြီး19အငယ်20နဲ့မှာလှုပ်ကြွေးတော်သူတဲ့အမှုတော်ဆောင်တွေပြီးသာသနာပြုတွေကိုကျွန်တော်တို့ကလှုပ်ကြွေးပြုစုတော်သူတဲ့တရားလည်းအင်တမအရေးကြီးပါတယ်ဒီအတင်းတော်မှာကျွန်တော်တို့ဒီတင်းဥဆရာတွေကိုများတော့ဖြင့်ဟိုအလူငွေမခံမနဲ့ကိုယ့်ဟာကိုဟိုဧဝံဂေလိလုပ်တဲ့ဆရာတွေလည်းအများကြီးရှိပါတယ်အဲမျိုးဆရာတွေကိုကျွန်တော်တို့ဒီလှုပ်ကြွေးခြင်းနဲ့စိတ်ပေါ့နော်အဲ့ဒါဖျားခင်ဆရာအရာဖြစ်ပါတယ်အင်တမဒီအတင်းတော်ကျမ်းမာတော့အတင်းတော်အတွက်အင်တမအောင်မြင်တော့အတင်းတော်ကျမ်းမာတော့အတင်းတော်အတွက်အင်တမအရေးကြီးဆုံးတော့အရာဖြစ်ပါတယ်နံပါတ်4ကရောမဩဝါဒစာခန်းကြီး16အငယ်21အတူအမှုတော်ဆောင်တယ်အတူအမှုတော်ဆောင်တယ်ဆိုတဲ့ဟာကဘာလဲဆိုတော့ကျွန်တော်တို့ဟို team player ပုံစံမျိုးပေါ့နော် team player ဆိုတဲ့ဟာဥပမာဘလုံးကန်တဲ့ဟာပုံစံမျိုးပေါ့ဘလုံးကန်တဲ့ဟာပုံစံမျိုးသူက team work အဖွဲ့အစည်းရဲ့လုပ်ငန်းလှုပ်ရှားမှုမှာဒီဘလုံးကန်တဲ့ခါမှာဆိုလဲအဲ့လိုပဲတယောက်တည်းကပဲရှူးမယ်ကိုဒီပါနဲ့ကျန်တဲ့လူနဲ့မတည့်ရင်လည်းငါပဲရှူးမယ်မရဘူးသူကအနောက်ကလူကတင်ပေးလာမှကိုဒီပါကလည်းသူ့ကံပေးမှတင်ပေးမှနောက်မှဆိုသူ့စီမပေးဘူးဆိုရင်သူဘလောက်ပဲရှူတော်ဘလောက်ပဲတော်သူ့စီဘလုံးမရောက်လာဘူးဆိုရင်ဘလုံးမှရှူလို့မရအဲ့ဆိုအတင်းတော်နဲ့နာဘလုံးတင်းနဲ့နာအဲ့ကြောင့်သူရှေ့တန်းသူတို့ကလည်းသူရှူခွင့်ရဖို့အတွက်ကအနောက်ကလူသူပေါင်းရတယ်အားလုံးနဲ့တင်းမြအောင်ပေါင်းရတယ်တလုံးတစ်ဝါဒီဖြစ်အောင်လုပ်ရတယ်အားလုံးနဲ့ခင်မင်နဲ့စီလုံးပေါင်းရတယ်အဲ့ဒီညမှာအင်မတန်မှရေးကြည့်တာကဟိုစားပါနော်စီလုံးညညမှုနာကယုတ်ကိုတင်းတင်းမြတ်ပေါင်းတဲ့ဆက်ဆံဖို့ရေးကြည့်ပါတယ်ဒီအတူမှုတော်ဆောင်တဲ့ဆိုဒီ team work ဆိုတဲ့ဟာတယောက်ချင်းစီမှာတာဝန်ရှိတယ်ဆိုတဲ့ဟာကိုပြောချင်းဖြစ်ပါတယ်ဒီ one man show မဟုတ်ဘူးနော်တယောက်တည်းငါပဲလုပ်မယ်အမြင်မဟုတ်ဘဲနဲ့ one man show မဟုတ်ဘဲနဲ့ဒီတယောက်ချင်းစီမှာတာဝန်ရှိတယ်အဲ့ဒီဟာကဘုရားခင်ရဲ့အတင်းကြမ်းမာတဲ့အတင်းတော်မှာဒါလည်းတမတယောက်ချင်းစီမှာတာဝန်ရှိတယ်တယောက်ချင်းစီမှာဟိုဘုရားခင်ရဲ့အမှုတော်မှာတာဝန်ပေးမပေးမောဘုရားခင်အမှုတော်မှာအင်တိုက်အားတိုက်နှိမ့်ချပြီးမှဆက်ဆံပါဝင်ဖို့အတွက်စိုက်ပျိုးဖို့အတွက်အင်တမဒါတွေအကုန်လုံးကြမ်းမာတဲ့အတင်းတော်အတွက်ဘုရားခင်ရဲ့အတင်းတော်မှာအင်တမအရေးကြီးတဲ့အရာဖြစ်ပါတယ်နံပါတ်5ကောရိန္သုဩဝါဒစာပထမစာဆောင်ခန်းကြီး4အငယ်7မှာတစ္ဆာရှိတော်သူတဲ့တစ္ဆာရှိတော်သူဆိုတဲ့ဟာကအင်တမလူတိုင်းသဘောကျမှာပါဘလူပဲဖြစ်တစ္ဆာမရှိဘူးဆိုရင်ကျွန်တော်တို့ကဆက်ဆံအရန်ခက်ပြီတစ္ဆာရှိတော်သူတဲ့ဥပမာအမှုတော်ဆောင်ပုံမှာအတစ္ဆာရှိပါသလားဆုတောင်းတဲ့နေရာတစ္ဆာရှိစွာနဲ့ဆုတောင်းနေသလားကျွန်တော်တို့ဆေဘုတ်တဖို့ထဲတဲ့နေရာမှာလဲတစ္ဆာရှိစွာနဲ့ဆေဘုတ်တဖို့ထဲနေတာပါသလားကျမ်းမာတော့အတင်းတော်မှာတဲ့အင်တမရေးကြည့်ပါတယ်ဖျားခင်နှုတ်ကပတ်တော်ကိုလေ့လာတဲ့ခါမှာလဲတစ္ဆာရှိစွာလေ့လာနေသလားတစ္ဆာရှိစွာနဲ့ဟောပြောနေသလားအချင်းချင်းတစ္ဆာရှိနေသလားအင်တမရေးကြည့်တဲ့အရာဖြစ်ပါတယ်အတင်းတော်နဲ့အင်တမအရေးကြီးဆုံးအရာဖြစ်နေပါတယ်ဒီတစ္ဆာရှိတော်သူဆိုတဲ့ဟာကိုကျွန်တော်တို့
လက်ခံဖို့လိုပါတယ်နံပါတ်6နေတဲ့ဖိလိပ္ပိဩဝါဒစာခန်းကြီး2အငယ်20ကနေ20ယေရှု၏အကျိုးကိုကျွန်တော်တို့ရှာဖို့လိုပါတယ်အဲ့ဒါပါလေဆိုတော့ကျွန်တော်ဒီတိုးထိန်ရဲ့စိတ်ပေါ့နော်ယေရှုရဲ့စိတ်နှလုံးတိုးထိန်ရဲ့စိတ်နှလုံးအတင်းသူအတင်းသားတွေရဲ့အကျိုးကိုကြည့်ရှုတဲ့စိတ်နှလုံးအများအကျိုးအတွက်အတင်းသူအတင်းသားကိုချစ်တဲ့စိတ်ဟိုအင်တမအရေးကြီးပါတယ်ကိုအကျိုးကိုမရှာတင်းတော်လာဖျားကြောက်လာလို့ရှိရင်ပုံမှန်ဆိုရင်ကျွန်တော်အရင်တော့တလောက်ထိတော့မသိဘူးเนาะဖျားကြောက်လာလို့ရှိရင်ကျွန်တော်ကောင်းကြီးလိုချင်တယ်ကောင်းကြီးရမှကျွန်တော်ပြန်မယ်ဟုတ်နော်ဝင်လေးပြမနာသူပေါင်းတော့ငါထန်တော့လာကြလို့ငါဒီချမ်းသာပြီမေးဆိုအဲ့ဒီဟာကိုကျွန်တော်ဘယ်လိုတတ်မှတ်ထားလဲဆိုတော့ဒါကိုအကျိုးပဲကိုကျွန်တော်ခက်တဲ့ဟာအတင်းတော့မထားခဲ့မယ်ပြင်ကောင်းတဲ့ဟာပဲယူမှပြန်တော့မယ်ကိုအကျိုးနဲ့စဉ်းစားပြီးမှလာပြီးမှပြန်တော့အတင်းတော်မှုအတင်းတော်နိုင်စိုက်ပျိုးခြင်းမရှိဘူးဖြစ်ရင်အဲ့ဒီလိုနဲ့ဟိုဘာပြောမလဲအတင်းတော်နဲ့သူကအဆက်အသွယ်မရှိဘူးပေါ့နော်လွယ်မာတဲ့ဟာမျိုးတွေဖြစ်လာတတ်တယ်ပေါ့အဲကြောင့်အတင်းတော်ရဲ့အကျိုးဆိုတဲ့ဒီအတင်းသားတွေကိုချစ်တဲ့စိတ်ဆိုတဲ့ဟာလည်းအမြဲတမ်းအရေးကြီးပါတယ်ဒီတိုးရဲ့စိတ်နှလုံးပေါ့နော်ဒီယေရှုရဲ့အကျိုးရှာတဲ့အတင်းသားရဲ့အကျိုးရှာတဲ့အတင်းသားရဲ့ကိုအကျိုးကဘာဖြစ်လို့ကိုကဒုက္ခရောက်နေတယ်အတင်းသူတင်းသားရဲ့အကျိုးကိုမရှာနိုင်ဘူးအတင်းသူတင်းသားရဲ့အခက်အခဲတစ်ခုဖြစ်နေရှင်ကိုကမဖြေရှင်းပေးနိုင်ဘူး तू ကအဆင်ပြေပြီးရော तू အဆင်ပြေပြီးရော तू အဆင်ပြေပြီးရောဘုရုခက်ခဲနေလဲအဆင်ပြေပြီးရောအဲ့ဒီလိုမျိုးဝိုင်းဝန်းဟိုသာကိုအကျိုးကြတော့မေ့ထားလိုက်နောက်ဆုံးပိတ်အတင်းတော်ပေါ်လာတဲ့ခါမှာကောင်းတဲ့အတင်းတော်ပေါ်တဲ့ခါမှာကောင်းကြီးခံစားအောင်ကဘာလို့လဲအဲ့ဒါဒီရှိမှဖြစ်ပါတယ်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုရှေးဥစွာရှာလို့နောက်မှထိုရတော့ကိုထားရွေးပေးမယ်တဲ့နံပါတ်6ကိုပြောချင်ပါတယ်ဖိလိပ္ပိနံပါတ်6ပြီးတော့နံပါတ်9ကနောက်ဆုံးတစ်ခုကတိမိုသေဩရစာဒုတိယစာဆောင်အခန်းကြီး1အငယ်1ကနေချစ်ချင်းခံရတော့သူတဲ့ချစ်ချင်းခံရတော့သူဆိုတဲ့ဟာကတော့ကျွန်တော်တို့ချစ်ချင်းဆိုတဲ့ဟာကိုကျွန်တော်တို့သိပါလိမ့်မယ်ချစ်ချင်းဆိုတဲ့ဟာတော့ဟိုဖျားခင်ကကျွန်တော်တို့ချစ်တယ်ကျွန်တော်တို့ကလည်းဖျားခင်ရဲ့ယေရှုရဲ့ခန္ဓာကိုဖြစ်တဲ့အတင်းတော်တွေကိုချစ်ဖို့လိုတယ်အတင်းသားတွေကိုချစ်ဖို့လိုတယ်ဖျားခင်ပြောတယ်တင်းတို့ဒီငါ့ကိုချစ်တဲ့နည်းသူတင်းတို့အချင်းချင်းချစ်ကြလို့အတင်းတော်ကိုချစ်ဖို့ပြောတာယေရှုရဲ့တပည့်အတင်းတော်လူသားအတင်းသားအဲ့ဒါကိုချစ်ဖို့ပြောတာဖြစ်ပါတယ်ဒီချစ်ချင်းဆိုတဲ့အတိတ်ပဲကတော့ဒီယင်းနီးစွာပတ်သက်မှုပေါ့နော်ဒါထားတော့ရိုးရိုးပတ်သက်တာမဟုတ်ဘဲနဲ့ရဲဟိုမှန်ကန်တော့ယင်းနီးစွာပတ်သက်မှုအဲ့ဒါအင်တမရေးကြည့်ပါတယ်ဘယ်လိုပတ်သက်နေတယ်လဲပေါ့နော်ကျွန်တော်အတင်းတို့တင်းသားတွေတယောက်နဲ့တယောက်ဘယ်လိုပတ်သက်နေလဲယင်းနီးစွာပတ်သက်နေသလားပြီးရင်အတင်းတော်တွေ့လားယင်းနီးစွာပတ်သက်မှုကအတင်းတော်တွေ့လားယေရှုပုံကိုထင်ရှားဖို့အတွက်လားအင်တမရေးကြည့်ပါတယ်လင်မယားကြပတ်သက်မှုညီကိုမောင်နှမပတ်သက်မှုယင်းနီးစွာပတ်သက်မှုရှိပါသလားတဲ့ပြီးရင်ကျွန်တော်တို့ဒီအတင်းတော်နဲ့ကိုယ်နဲ့ကြားပေါ့နော်အတင်းတော်နဲ့ကိုယ်နဲ့ကြားဧည့်သည်လိုမျိုးဖြစ်နေသလားပေါ့နော်ဒါအတင်းတော်နဲ့ကိုယ်နဲ့ကြားမှာဒီတပည့်လိုပေါ့နော်အငယ်ဆုံးတော့သူအငယ်ဆုံးတော့ပုံစံမျိုးနှိမ်ချပြီးမှကိုကအရာတိုင်းမှာနှိမ်ချပြီးမှတလုံးတဝဒီစ조사အထောက်ဖို့ဒါမျိုးအရေးကြီးပါတယ်လို့ကျမ်းမာတော့အတင်းတော်နဲ့တိမောသေနဲ့ပတ်သက်မှာတော့ခုနှစ်ချက်ထိပဲရှိပါတယ်ဒီကျမ်းမာတော့ဒီကျွန်တော်တို့ဒီနှုတ်ကပတ်တော်နဲ့ပတ်သက်ပြီးမှကျွန်တော်ဒီ DKBC အတင်းတော်ကျွန်တော်တို့ဒီအတင်းတော်နဲ့ပတ်သက်မှကျွန်တော်ပြောချင်ပါတယ်ကျမ်းမာတော့သူတယောက်ကလှုပ်ရှားမှုရှိတယ်အသက်ကြီးလူတယောက်ကတော့တည်တဲ့တိုင်ပဲမလှုပ်ရှားချင်ဘူးအခါမှာပဲထိုင်ချင်တယ်အခါမှာပဲထိုင်ပြီးမှသူကဓမင်းစားနေရလဲအဲ့နေရပဲအခန်းလဲအဲ့နေရပဲနောက်ဆုံးအိတ်တော့လဲအဲ့နေရပဲအဲ့ဒီမျိုးသူအတက်ကြီးလာတဲ့ခါအဲ့လိုဖြစ်လာတာပေါ့နော်ဒါပေမဲ့ဒီအတင်းတော်ကအဲ့လိုမဟုတ်ဘူးသူကလှုပ်ရှားမှုရှိတယ်ကျွန်တော်တို့ဒီကျမ်းမာတဲ့လှုပ်ရှားမှုပေါ့နော်အမျိုးသားအတင်းပြီးခဲ့တဲ့တစ်ခါကဟိုကျန်းစာပြိုင်ပွဲလုပ်တာပေါ့နော်အဲ့လိုမျိုးနဲ့အမျိုးသားအတင်းရှိတယ်အမျိုးသမီးအတင်းလည်းရှိတယ်
လှုပ်ရှားမှုရှိပါတယ်ပြီးရင်လူငယ်များအတင်းဆိုရင်လည်းရှိပါတယ်လူငယ်များအတင်းနဲ့လှုပ်ရှားမှုရှိပါတယ်ကလေးသူငယ်အတင်းဆိုရင်လည်း Sunday School action song အမျိုးမျိုးပေါ့နော်ဒီအတင်းတော်ရဲ့လှုပ်ရှားမှုတွေအများကြီးရှိပါတယ်ကျွန်တော်ဒီအတင်းတော်မှာဟိုဖျားသခင်ရဲ့ကောင်းကြီးမင်္ဂလာအများကြီးရှိပါတယ်ထူးဆန်းတဲ့ဟာလည်းအများကြီးရှိပါတယ်ကျွန်တော်တို့ကိုယ့်အကိုယ်တိုင်နေတာမသိတာသူများပြောပါတယ်အတင်းသူတင်းသားတွေတဲ့တော်တော်စီယုံနေနော်တဲ့ဘာကြောင့်တော်စီယုံလဲမသိဘူးနော်တဲ့အထက်မှာဘာဖြစ်လဲတို့မသိဘူးဒါပေမဲ့တို့အပြန်ကြည့်လို့ရှိရင်တော်တော်စီယုံနေနော်တဲ့အဘာနဲ့စီယုံထားလဲဆိုတဲ့ခါမှာဒီဘုရားသခင်ကိုချစ်ကြောက်တဲ့ဒီတန်ဟိုဘုရားသခင်ပေးတဲ့စိတ်နှလုံးပေါ့နော်ဘယ်လိုလဲတော့မသိဘူးတယောက်နဲ့တယောက်စကားများပြီမဲ့ခွင့်လွတ်တယ်နော်အဲ့ဒီဟာရှိနေကျွန်တော်ဘာပြောလဲအပြန်နေကြည့်တဲ့ခါမှာအဲ့လိုမြင်ရတာပေါ့နော်ဘလောက်ပဲစကားများခွင့်လွတ်တဲ့ဟာရှိပြီးသားတော့ပြန်စဉ်းစားကြည့်တဲ့ခါမှာစီယုံတော်မြင်ရတယ်အဲ့ဒါအတင်းတော်ရဲ့တဖြည်းဖြည်းသူကရှင်တန်တယ်ကြီးထွားတယ်ဟိုမြင်ရပါတယ်အတင်းတော်မှာယခုကျွန်တော်တို့အခုကျွန်တော်လည်းအရင်တော့ကပေါ့နော်ဒီလောက်ထိတန်ဖိုးရှိတဲ့အတင်းတော်မှာဒီလောက်ထိဘုရားသခင်ကျွန်တော်တို့အတင်းတော်တစ်ခုကိုနိုင်ငံခြားမှာလာပြီးမှတည်ထောင်ခွင့်ပြုတာဂျပန်နိုင်ငံမှာကျွန်တော်တို့ဒီ TKBC ကိုတည်ထောင်ခွင့်ပြုတာဒါဘုရားသခင်မပါဘူးဆိုရင်မဖြစ်နိုင်ဘူးဒါဘလို့မှမဖြစ်နိုင်တဲ့အရာအခုကျွန်တော်တို့ဝေပြုတ်ကိုခါဝေပြုတယ်အတင်းတော်တစ်ခုဖြစ်စေပြီးအင်တမဒါတန်ဖိုးထားရမယ်အရာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကဘယ်လိုလဲဆိုတော့အတင်းတော်ဖြစ်ရင်ယာယီအဲ့ဒီဟာအရင်ဆိုတာဂျပန်မှာကျွန်တော်တို့ကခဏပဲလာနေတာပါယာယီပါဆိုပြီးမှကျွန်တော်တို့ဟိုဘာပြောမလဲယာယီဆိုတော့ခြေတစ်ဖက်ပဲစိုက်ပြောတာပေါ့နော်အဲ့လိုမျိုးဒီအတင်းတော်မှကျွန်တော်တထောင်ထက်ဟိုကျွန်တော်မိခင်တင်းမှာကြတော့တထောင်ထက်အဲ့လိုဖြစ်နေတာဟိုကိုခိုင်မှာကြတော့ကျွန်တော်တင်းတော်ပေါ့နော်မိခင်အတင်းပေါ်မှာကြတော့ကျွန်တော်ဟိုကလေးတွေရဲ့ Sunday School ကလေးတွေရဲ့ကျောင်းအဆောင်ပေါ့နော်အဲ့လိုမျိုးကျွန်တော်အကြီးကြီးဆောက်ပါတယ်ဆောက်ပြီးမှအလူငွေထည့်တယ်အခုလည်းမြေတာတမန်ပုံမှန်ပို့ပါတယ်အဲ့လိုမျိုးအမှုတော်လုပ်ငန်းဆောင်ရတယ်အဲ့လိုလုပ်တဲ့ခါကျတော့ဘောနော်ကျွန်တော်ပြန်စဉ်းစားတဲ့ခါမှာဒီနေ့ကျတော့ကျွန်တော်အဲ့ဒီအသုံးထပ်မှာကလေးတွေလေနေရာတွေကျတော့ချွေတီးနဲ့ကျန်းသာတင်တယ်ကျွန်တော်ဟိုမှာအကြီးဆောက်တဲ့ခါကျတော့ကလေးတွေကလည်းနေရာတအားကျတော့ကလေးတွေကလည်းဟိုဘာပြောမလဲအားရပါဆော့တာပေါ့နော်အဲ့တော့ကြီးတဲ့ခါကျတော့ကျွန်တော်လည်းကြာလာတဲ့ခါကျတော့စဉ်းစားမိတဲ့ခါမှာဗာစဉ်းစားမိတယ်ဆိုတော့ကျွန်တော်ခဏလေးတော့ကြည့်တာ10မိနစ်လောက်ပဲနေကြည့်တယ်ကျွန်တော်ချွေးတအားထွက်တာဘလို့မှမတတ်နိုင်တော့ကျွန်တော်တဖြည်းဖြည်းလေးလာကြီးစင်းတာဒီတင်းတော့ဖြစ်ပေါ်လာပြီးနောက်ပိုင်းလှုပ်ရှားမှုတခြားဘာမှမရှိဘူးဖြစ်နေတာနဲ့ပြန်စဉ်းစားနေအတင်းသားတွေမေးကြည့်တဲ့ခါမှာမိခင်တင်းပမာလဲအခုတော့ကျွန်တော်နဲ့တူပဲဖြစ်နေတာအကုန်လုံးအဲဆိုကိုမိခင်တင်းပဲအကုန်လုံးအင်းတဲ့အတိုက်စိုက်ပြပြီးမှဒီတင်းတော်မှာကျတော့ဘာပြောမလဲယာယီပုံစံမျိုးလုပ်ထားတာအဲ့တော့ကျွန်တော်မိခင်တင်းမှာကျတော့ကျွန်တော်ဟီးရိုးဖြစ်နေတာနဲ့နောက်ကျကျွန်တော်မိခင်တင်းမှာကျကျွန်တော်ဟီးရိုးဖြစ်ပေမဲ့ဒီအတင်းတော်မှာရောဆိုဒီအတင်းတော်မှာကျွန်တော်စိုက်ပြပြီးပါဝင်နေပြီးမှကျွန်တော်ကအတင်းတော်အတွက်ဒီလောက်ထိမပါဝင်တဲ့ခါဘာဖြစ်လဲဆိုတော့အတင်းတော်နစ်နာအဲ့တော့ TKBC အတင်းတော်တာနစ်နာတာပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ဟိုအတင်းတော်ရဲ့ဒီခုဒီအတင်းတော်ယာယီမဟုတ်ဘူးဘုရားသခင်ရဲ့အတင်းတော်ယေရှုအတင်းတော်ဟို rapture တိဖြစ်တယ်တမ်းပြောအဲ့ဒါကြောင့်ကျွန်တော်ဒီကောင်းမွန်ဒီအတင်းတော်မှာတစ္ဆာရှိစွာနဲ့ဒီဆေဘောတဖို့ထဲဖို့တစ္ဆာရှိစွာနဲ့ breeding farm ကိုထဲဖို့ပြီးတစ္ဆာရှိစွာနဲ့ဒီအတင်းတော်၌ပါဝင်ဖို့အတွက်ပြောချင်ပါတယ်ယခုအတင်းတော်ဟို TKBC ဘုရားကျောင်းငှားထားပြီးဖြစ်ပါပြီအဲ့ဒီမှာထိုင်ခုံလဲလိုတယ်စပွဲလဲလိုတယ်လိုအပ်တဲ့ breeding farm တွေလည်းအများကြီးလိုပါသေးတယ်ကျွန်တော်တစ္ဆာရှိစွာနဲ့ပါဝင်ဖို့တစ္ဆာရှိစွာနဲ့အလူငွေထည့်ဖို့အတွက်ပြောချင်ပါတယ်ဆက်လက်၍အတင်းတော်၌ရင်တိုက်အားတိုက်ပါ
ပါဝင်ဖို့ရန်ဖိတ်ခေါ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးကောင်းချီးပေးပါစေအာမင်နှုတ်ကပတ်တော်ဝင်ကသုံးတော်ခံသွားတဲ့တင်ထောက်ဥဒ္ဒရှိပုတ်တီကိုအထူးပဲကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ဆက်လက်ပြီးကျမတို့အရောက်စီတိုင်းလည်းဘုရားသခင်ရွေးကောက်ထားပြီးဘုရားခင်သားသမီးများဖြစ်တဲ့အတိုင်းပဲမိမိရှိတဲ့နေရာမှာမိမိရှိသည့်အတိုင်းဖြစ်သည့်အတိုင်းခရစ်တော်၌ကျမတို့အသင်းတော်တည်ဆောက်ခြင်းမှာပါဝင်သွားကြပါစို့လို့ဆက်လက်ပြီးတိုက်တွန်းနှိုးဆော်လိုပါတယ်